အားလုံးကိုယေရှုနာမ၌မင်္ဂလာပါလို့နှုတ်ဆက်ပါတယ်ဖခင်တင်တဲ့သူရှိနေတယ်စိတ်မပြတ်နဲ့ဘဝကိုရှုံးမပေးပါနဲ့ဖခင်တင်တဲ့သူအများကြီးရှိနေတယ်အာမင်ဒီတယောက်တည်းမဟုတ်ဘူးလောကဓာတ်ဒုက္ခပြဿနာတွေကြုံရလိမ့်မယ်ဒါပေမဲ့လည်းတင်တယောက်တည်းမဟုတ်ဘူးတင်တဲ့အတူဖခင်အတူရှိတယ်အဲ့ဒီဖခင်ကဒုက္ခပြဿနာတွေကိုပဲအောင်မြင်တဲ့ဖခင်မဟုတ်ဘူးလူတိုင်းဖိတ်တုံကြောက်ရတယ်တည်ချင်းတရားကိုတော့မှအောင်မြင်ခဲ့တဲ့ဖခင်ကတင်တဲ့အတူရှိနေတာဖြစ်ပါတယ်တည်ချင်းမြစ်စမန်ကိုအောင်မြင်တဲ့ဖခင်ခတ်သိမ်းသောအမှုတို့ကိုတက်ဆွမ်းနိုင်တဲ့ဖခင်ကတင်တဲ့အတူရှိနေတာဖြစ်တဲ့အတွက်ကြောင့်တင်အရှုံးမပေးပါနဲ့အာမင်စိတ်မပြတ်ပါနဲ့လက်မလျှော့ပါနဲ့အနာဂတ်ကိုယုံကြည်ခြင်းနဲ့ဆက်ပြီးတော့မှကြော်ဖြတ်ပါလို့အားပေးခြင်းပါတယ်ကိုချင်းစားတယ်အခုကျွန်တော်ဝင်ကားတဲ့ကျွန်တော်ကိုယ်တိုင်ပင်လေတခါတလေကျရင်အယံခက်ခဲတွေချက်တဲတွေအယံကြုံရတဲ့အခါမှာဒီစကားမျိုးပြောဖို့ကအင်မတန်မှခက်ခဲပါတယ်သိပါတယ်ကိုချင်းစားတယ်ဒါပေမဲ့လည်းအခက်ခဲတွေပြဿနာတွေထဲမှာမှဖယားသခင်ရဲ့အတူရှိခြင်းတတ်တွေကပို၍ထင်ရှားတာဖြစ်တဲ့အတွက်ကြောင့်ခက်ခဲပြဿနာတွေစိန်ခေါ်မှုတွေကိုရင်ဆိုင်ကြုံတွေ့ဖို့ရန်အတွက်မကြောက်ဖို့ရန်အတွက်ကျွန်တော်တတိပေးခြင်းပါတယ်ခက်ခဲပြဿနာကြီးလေဖယားသခင်တင်နဲ့အတူရှိနေတယ်ဆိုတဲ့တတ်တွေကပို၍ထင်ရှားလေးပဲဖြစ်ပါတယ်အာမင်စုံစမ်းခြင်းစိန်ခေါ်ခြင်းစိန်ခေါ်မှုတွေကြုံလေဖယားရဲ့ကြီးမားတဲ့တတ်တွေကြီးမားတဲ့သူ့ရဲ့လက်တော်ကြီးတတ်တွေထင်ရှားခြင်းတွေကပို၍တိတာမြင်တာပို့ပြီးတော့မှဖခင်ရဲ့ကြီးမြတ်ခြင်းတွေထင်ရှားဖို့အကြောင်းဖြစ်ပါတယ်လို့เนาะဒါကြောင့်အရှုံးမရှိဘူးအဲ့တော့တို့ကခရစ်တော်နဲ့တူအောင်ပွဲကိုအစင်ခံရတဲ့သူတွေဖြစ်တယ်တဲ့เนาะငါတို့ဒီခရစ်တော်နဲ့တူအောင်ပွဲကိုအစင်ခံစေခြင်းက၎င်းထိုသခင်ကိုတည်ခြင်းအမွေးအကြိုင်ဒီငါတို့အားဖြင့်အရတို့၌ပြန့်နှံ့စေခြင်းက၎င်းပြုတော်မူသောဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းခြင်းရှိသေးတယ်လေအာမင်ဒီကောခန်းကြီးနဲ့အပိုင်းနဲ့ဆက်လေးရပါငါတို့ဒီခရစ်တော်နဲ့တူအောင်ပွဲကိုအစင်ခဏမဟုတ်ဘူးအောင်ပွဲကိုအစင်ခံရတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီခတ်သိမ်းသောနော်ဒုက္ခပြဿနာတွေကိုကြုံတဲ့အခါမှာလေငါတို့ကအောင်ခြင်းအခွင့်ကိုရပြီးသားဖြစ်တဲ့သူတွေအောင်မြင်ခြင်းကိုရပြီးသားဖြစ်တယ်အနိုင်ဖြစ်ဖြစ်အမြင်ဖြစ်ဖြစ်ကောင်းကောင်းမကောင်းကောင်းအခြေအနေဆိုးဆိုးကောင်းကောင်းအစဉ်ပြေမပြေကျမ်းမဒုက္ခရောက်မရောက်ဘာပဲကြုံလဲငါတို့ဒီခရစ်တော်နဲ့တူအောင်ပွဲကိုအစဉ်ခံရတဲ့သူတွေဖြစ်တယ်အဲ့တော့အဲ့ဒီကြော်ဖြတ်နေရတဲ့ခက်ခဲပြဿနာတွေလူအနေနဲ့နော်လုံးဝထွက်ပေါက်ပိတ်နေတဲ့အရာတွေအားလုံးကလည်းလေထိုသခင်ကိုတည်ခြင်းအမွေးအကြိုင်ငါတို့အဖြစ်အရက်ပြန့်နှံ့ဖို့ရန်အတွက်ဖခင်ကပေးကြုံတာဖြစ်တယ်လေထိုသခင်ရဲ့ကြီးမြတ်ခြင်းကခုနကကျွန်တော်ပြောတော်ပြီဖခင်သခင်ရဲ့ကြီးမြတ်ခြင်းသင်ကဒုက္ခပြဿနာတေးသေးလေးကြုံနေရင်ဆိုင်ကြုံတွေ့နေရတယ်ဆိုရင်သင်အထဲမှာရှိနေတဲ့ဖခင်သခင်ရဲ့ကြီးမြတ်ခြင်းကတေးသေးလေးပဲလူတွေမြင်နေမယ်ဒါပေမဲ့သင်ရင်ဆိုင်နေရတဲ့ခက်ခဲပြဿနာကတိတ်ကြီးမားလွန်းနေဆိုရင်မကြခင်မှာတင့်ထဲမှာရှိတဲ့ဖခင်တင်နဲ့အတူရှိတဲ့ဖခင်ကတိတ်ကြီးမြတ်တယ်ဆိုတာကိုလောကသားတွေအစားမြင်တွေ့လာဖို့ကြောင့်ဖြစ်တယ်အာမင်ဒါကြောင့်ဘယ်အခြေအနေပဲရောက်ဘယ်အခက်အခဲပြဿနာပဲကြုံတင်ဒီခရစ်တော်အပြင်အောင်ပွဲကိုတင်အစင်ခံရတဲ့သူဖြစ်တယ်ယောဂကြုံမလားတင်ကျမ်းမာပြီအာမင်ငွေကြီးပြဿနာကြုံမလားတင်ကျွဲဝပြီးသားပဲအခြေအနေတွေကတော့တင်နဲ့မဆိုင်တင်နဲ့ဆိုင်တာကခရစ်တော်နဲ့တူအောင်ပွဲကိုတင်အစင်ခံရတဲ့သူတွေဖြစ်တယ်ဟယ်လိုအာမင်တေးသေးလေးကြုံရင်ဖခင်ရဲ့တေးသေးလေးတတ်တယ်ပဲခံစားရလိမ့်မယ်ဒါပေမဲ့တမန်ကျမ်းစာထဲမှာရှာဒရက်မေရှက်ဘေဒနီကိုကြီးမားမီးအိုင်ဆိုတဲ့ပြဿနာကြီးလူအနေနဲ့လုံးဝမဖြစ်နိုင်တော့ဘူးဒီမီးအိုင်နဲ့ဝင်တဲ့သူကသိတယ်လေသူတို့၃ယောက်ကိုတုံနှောင်ပြီးတော့မှဒီနေဗုခဒ်နေဇာမင်းရဲ့ဘုရင်ရဲ့ဒီစစ်သားတွေတယောက်ကိုတယောက်၃ယောက်ပေါ့သွားပို့တဲ့သူတွေက၃ယောက်လုံးတည်သွားတယ်
တော့မီးဆိုတဲ့အရာကတေးတယ်ဒါလုံးဝလူနေတဲ့ဒါလုံးဝမဖြစ်နိုင်တဲ့အရာကြီးပြန်ထွက်လာဖို့ဒါပေမဲ့ तू ကြီးကြီးမားမားတို့ဘဝနဲ့ယဉ်ပြီးအသက်ကိုယဉ်ပြီးတော့မှဖျားဘက်ပြက်ပြက်ယုံကြည်ခြင်းကဘာဖြစ်လဲသူတို့၃ယောက်အပြင်ဘယင်လည်းပြောင်းလဲတယ်တနိုင်ငံလုံးပြောင်းလဲသွားတယ်ကြီးကြီးမားမားကြုံတွေ့ရတဲ့တက်တယ်အဲ့ဒီຢာကတနိုင်ငံလုံးပြောင်းလဲဖို့ကြောင့်ဖြစ်လာတယ်အဲ့တော့ချစ်တော်ညီကိုမောင်တော်မများတင်ကြုံတွေ့နေရတဲ့ဒုက္ခပြဿနာတွေအားလုံးစိန်ခေါ်မှုတွေအားလုံးတင်သိရမယ့်ຢာကအရန်ကြီးနေပြီဆိုရင်သိကြတယ်တင့်ကိုဖျားကသူ့ရဲ့တက်တဲ့အနေနဲ့သူ့ရဲ့ကြီးမြတ်ခြင်းဖျားကတင့်ကိုအကြီးကျယ်သုံးပြရမယ်တိုင်းနိုင်ငံတွေပါပြောင်းလဲဖို့ရန်အတွက်ပြီးကြုံတာဖြစ်တယ်အာမင်ဒါကြောင့်လေအရှုံးမပေးနဲ့လွယ်လွယ်နဲ့ရှုံးပေးစရာလည်းမလိုဘူးတင်ဟာဆုံးရှုံးတဲ့သူမဟုတ်ခရစ်တော်အပြင်နဲ့အောင်ပွဲကိုအစဉ်ခံရပြီအာမင်မျော်လင့်ချက်မရှိတဲ့သူတွေအတွက်မျော်လင့်ခြင်းပေးဖို့ရန်အတွက်ယေရှုကကြွလာတယ်အပြစ်သားတွေအတွက်ငရဲသွားရမယ်အပြစ်သားလူသားတွေအတွက်လောကကိုကြွလာပြီးတော့မှအပြစ်ကြွေးတွေကိုဆက်ပေးတယ်လမ်းပြောင်းနေတဲ့သူတွေအတွက်လမ်းသစ်ကိုပေးဖို့ရန်အတွက်ယေရှုကကြွလာတယ်မျော်လင့်ချက်မဲ့နေတဲ့သူတွေစင်းရဲတဲ့သူတွေဝမ်းမြောက်ဖို့နောက်တမလွန်အတွက်စိတ်ချမှုယခုဘဝမှာလည်းတကယ်ပဲစစ်မှန်တဲ့ဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းကျမ်းမာခြင်းကြွယ်ဝခြင်းတွေစိုးစံဖို့ရန်အတွက်ဘယ်သူကြွလာလဲယေရှုခရစ်တော်ဤလောကကိုကြွလာခဲ့တယ်အာမင်အဲ့တော့တင်းရဲ့ဒီနေ့ကစပြီးကျွန်တော်အားပေးခြင်းနဲ့တင်းထဲမှာရှိနေတဲ့အရှုံးပေးခြင်းနဲ့စိတ်ငါကဆုံးရှုံးတဲ့သူဆိုတဲ့အတွေးခေါ်ကိုအရင်ဆုံးရှင်းထုတ်လိုက်ပါဖယ်ရှားလိုက်ပြီးကြောက်တတ်တဲ့စိတ်ကိုဖယ်ရှားလိုက်စိတ်ပြတ်ခြင်းနဲ့အားငယ်ခြင်းတွေအားလုံးတင်းနဲ့ဖယ်ရှားလိုက်ပါလုံးဝအခွင့်မပေးပါနဲ့တင်းနဲ့မဆိုင်အာမင်ကျွန်တော်နောက်မှာကြည်ပါဟိုတနေ့ကကျွန်တော် surprise တိုက်တဲ့ပကြီးကားလေးဖြစ်တယ်နော်ဒီမှာဒါဝိဒ်ရဒီဘက်ကလူပူလေဒီဘက်ကဂေါလိယက်ကြားလာထဲမှာ6တောင်တထွားလေအင်မတန်မှလူတန်တယ်လူကောင်းကြီးတယ်ဒါဝိဒ်က9ပေကျော်ပဲရှိတယ်အရက်လူအနေနဲ့ဘလို့မှမဖြစ်နိုင်လူအနေနဲ့ဘလို့မှတိုက်ဖို့လုံးဝမဖြစ်နိုင်မနိုင်နိုင်တဲ့လူကြီးဖြစ်ပါတယ်ဒါပေမဲ့ဘာဖြစ်သွားလဲဒါဝိဒ်ကဂေါလိယက်ကိုနိုင်သွားတယ်နော်နိုင်ခဲ့တယ်ဟာလေလုယာတမန်ကျမ်းစာထဲမှာအဖြစ်ပြက်တွေသူ့ရဲ့ story အကြောင်းရေးထားတယ်သူဂေါလိယက်ကြီးကိုနိုင်ပြီးကောင်းဖြတ်ခဲ့တယ်အာမင်လုံးဝမဖြစ်နိုင်ဘူးလူအနေနဲ့မဖြစ်နိုင်ဘူးလေမှန်တယ်လူမဖြစ်နိုင်မှဖခင်ရဲ့ဖြစ်နိုင်ခြင်းကိုမြင်ရမှာဖြစ်တယ်မိတ်ဆွေတဲ့အနေနဲ့မတတ်နိုင်တော့ဘူးမဖြစ်နိုင်တော့ဘူးဆိုမှဖခင်ရဲ့တတ်နိုင်ခြင်းဖခင်ရဲ့ဖြစ်နိုင်ခြင်းကသင်အားဖြင့်ဖခင်ကအလုပ်လုပ်လို့ရမှာဖြစ်တယ်အာမင်သင်လုံနိုင်တယ်တတ်နိုင်နေတယ်ဆိုရင်ဖခင်ကအလုပ်လုပ်လို့မရဘူးသင်မဖြစ်နိုင်တော့ဘူးမတတ်နိုင်တော့ဘူးလို့သင်လုံးဝစပြီးတော့မှသင်လုံးဝငါတော့မဖြစ်နိုင်တော့မတတ်နိုင်တော့ကိုတော်ပဲတတ်နိုင်တယ်အဲ့ဒီအချိန်ကစပြီးဖခင်ကသင်အတွက်အလုပ်စလုပ်ပေးလိမ့်မယ်ကြီးမားစွာဖခင်ကအလုပ်စလုပ်လိမ့်မယ်ကြီးမားတဲ့ပြောင်းလဲမှုတွေဖခင်လုပ်ပေးလိမ့်မယ်အာမင်ဒီဟိုတချို့ကရှိတယ်ကွာတချို့ကရှိတယ်ကိုလည်းမတတ်နိုင်ဘူးဒါပေမဲ့စုပ်လဲစုပ်ကင်ထားခြင်းတဲ့အရာရှိကိုလည်းလွတ်မြောက်ခြင်းနဲ့စုပ်လဲစုပ်ကင်ထားတယ်အဲ့ဒါဖခင်လှုပ်လို့မရကျွန်တော်ပြောပြမယ်သင်က breakthrough တစ်ခုကြီးမားတဲ့နော်မင်္ဂလာတွေဖခင်ရဲ့ချီးမြှောက်ခြင်းတွေကျမ်းမာခြင်းတွေသင်လိုခြင်းတွေဆိုရင်တော့သင်ဘက်ကလှုပ်ရမယ့်အရာတစ်ခုကနှိတ်ချခြင်းဖြစ်တယ်မစုပ်ကင်ထားဖို့လိုတယ်ကိုလည်းမတတ်နိုင်ဘူးဆိုရင်မတတ်နိုင်တော့တဲ့အကြောင်းကိုဖခင်အရှိမရိုးသားပွင့်လင်းစွာနဲ့ဒူးထောက်ပြီးတော့မှဖခင်ကို surrender လုပ်ပါအရှုံးပေးပါလက်မြောက်ရှုံးပေးလိုက်ပါအဲ့လိုလုပ်ဖို့လိုတယ်နှိတ်ချဖို့လိုတယ်တချို့ကယောဂါတော့ပျောက်ချင်တယ်ဒါပေမဲ့မနှိတ်ချနိုင်တချို့က breakthrough ဖြစ်ခြင်းနဲ့ဒီနေရာမှာပဲကြာနေပြီငွေရေးကြီးရုန်းကန်နေရတယ်ဘာဖြစ်လဲမနှိတ်ချပေးရလို့မရဖျောက်အခွင့်ပေးရအာမင်တောက်တန်ကျမ်းခန်းကြီး18အပိုင်ငယ်7နှစ်ဖြစ်တယ်ပြ
ျက်စီးခြင်းအရင်လူသည်စိတ်မြင့်ခြင်းရှိဂုံအထရေအရင်နှိမ့်ချခြင်းရှိပျက်စီးခြင်းအရင်လူသည်စိတ်မြင့်ခြင်းရှိဂုံအထရေအရင်နှိမ့်ချခြင်းရှိလေဖျားခင်ကဂုံအထရေပေးတော့မယ်ဖျားချီးမြှောက်တော့မယ်ကောင်းချီးပေးအသုံးပြုတော့မယ်ဆိုရင်ဖျားကဘာကိုပဲလုပ်ခြင်းလဲဆိုနှိမ့်ချခြင်းလေကိုရောတမိသားတော့မတတ်နိုင်တော့ဘူးနော်မလုံနိုင်တော့ဘူးနော်ကိုရောပဲစအလုပ်လုပ်ပါကိုရောပဲမဆပါအာမင်အဲ့ဒီလိုမျိုးကျွန်တော်တို့ဘုရားအရှိမဘာလုပ်ဖို့လိုလဲဆိုတော့နှိမ့်ချစွာနဲ့တိုးဝင်ဖို့လိုတယ်အဲ့ဒါဆိုရင်လည်းဘုရားကပါလေဂုံအထရေကိုပေးမယ်လေအာမင်တော့စိတ်မြင့်တဲ့သူကပျက်စီးခြင်းကိုခံရလိမ့်မယ်စိတ်မြင့်တဲ့သူစိတ်မြင့်တဲ့ဆိုတာဝါကြွားထောင်သွားတာအဲ့ဒါကလူတွေရှိမှခဏထားလိုက်အောင်အဲ့ဒါလည်းပါတယ်အဲ့ဒီထက်ဆိုးတဲ့အရာကကိုယ်တိုင်ကလည်းလွတ်မြောက်ခြင်းနဲ့ဒါမဲ့ကိုယ်တိုင်ကလည်းမလွတ်မြောက်နိုင်ပဲနဲ့စုပ်ကိုင်ထားပြီးတော့မှယုံကံပြီးတော့မှဖယားရှိမှတရားရာကိုင်နှုံး surrender မလုပ်ဘူးအရှုံးမပေးဘူးကိုတော်ပဲလုပ်ပါတော့တကယ်ပဲတရားရာကိုင်နှုံးဖယားမပေးဘူးကွာနှလုံးသားတဝက်ပဲပေးတယ်တဝက်ကတော့ကိုလှုပ်အောင်မယ်တဝက်ကတော့ကိုစူးစမ်းအောင်မယ်ဆိုတဲ့အရာတွေအဲ့ဒါကဘာလဲဆိုတော့စိတ်မြင့်တာဖြစ်တယ်ဒါထိုးတတိထားဖို့လိုတယ်ဆိုတော့တချို့သောအရာတွေကြံ့ကြာနေတယ်ဘာကြောင့်ဖယားကောင်းချီးပေးဖို့ကြံ့ကြာနေလဲဆိုတော့စိတ်မြင့်နေလို့ဖြစ်တယ်နော်အဲ့တော့ဒါလေးနဲ့ကျွန်တော်အားပေးခြင်းနဲ့စိတ်မမြင့်ပါနဲ့ဘုရားနဲ့ပတ်သက်လာရင်အရှိကိုအရှိတိုင်းဘုရားရှိမှတိုးဝင်ပါနှိမ့်ချခြင်းနဲ့တိုးဝင်ပါကျွန်တော်မတတ်နိုင်တော့ဘူးကိုတော်ပဲလှုပ်ပါအာမင်ဂေါလိယကြီးဒီမှာဒါဝိဒ်လူအနေနဲ့လုံးဝမဖြစ်နိုင်ပါဘူးနော်ပြီးရင်ဒီကျမ်းစာထဲမှာဒီဂေါလိယကြီးကစစ်တိုက်တာလေငယ်ကလေးကတိုက်ခဲ့တာတိုက်ခဲ့တဲ့တိုက်ပွဲတပွဲမှမရှုံးဘာလို့လူလဲကြီးတယ်စစ်တိုက်လက်ယုံရနှလုံးရလူအကောင်အစအကုန်သူကျွမ်းတယ်ဘလို့မှမတိုက်နိုင်တဲ့သူရှုံးပွဲမရှိဘူးဒါဝိဒ်ကစစ်တစ်ခါမှမတိုက်ဘူးတဲ့သူတော်ထဲမှာတိုးချောင်းတဲ့သူတစ်ခါမှမရှုံးဘူးတဲ့သူကိုဒါဝိဒ်တစ်ခါမှမတိုက်ဘူးတဲ့လူငယ်လေးကဂေါလိယလူတန်ယိုနိုင်သွားတယ်အဲ့ဒါဘာကြောင့်လဲအမြဲတမ်းသူကဖယားအရှိမနှိမ့်ချတယ်ဖယားအရှိမပဲသူကအမြဲတမ်းတိုးဝင်တယ်ဘလို့နှိမ့်ချတာလဲနှိမ့်ချတယ်ဆိုတော့ဘလို့သိနိုင်တာလဲဒီအဖြစ်ပြက်လေးအားလုံးသိပြီးသားပဲသူ့ရဲ့အဖေယေရှဲကိုယ်တိုင်သူ့ဒါဝိဒ်ကိုစရင်မသွင်းခဲ့ပါဘူးဘာစရင်လဲသူမွေးထားတဲ့သားဖြစ်ပေမဲ့တချို့ရှိရနော်အဲ့ဒါမိဘကမျက်နှာသားမပေးတဲ့အခါမှာငါသားအရင်ရောဟုတ်ရဲ့လားသမီးအရင်ရောဟုတ်ရဲ့လားငါ့ကိုမြမွေးစားထားတာလားပြစ်ပယ်ခံရတဲ့သူတွေစိတ်တမကြနဲ့ဖယားကိုပဲတင်အားကိုအာမင်ဖယားကိုတင်နံပါတ်1နေရာထားပြစ်ပယ်ပါစေလူတွေတိအဖေမေကိုယ်တိုင်မိသားစုတွေအောင်ပြစ်ပယ်ပါစေဒီကနေ့ဖယားသခင်ကသူ့လူတွေပြစ်ပယ်ပေမဲ့ဖယားကိုအားကိုးတဲ့သူတွေဖယားဘယ်တော့မပြစ်ပယ်ဘူးအောင်မြင်ရတဲ့ခွင့်ကိုပေးခဲ့တယ်ဘယ်မှာနှိမ့်ချလာလဲဒါဝိဒ်ကအဖေကိုယ်တိုင်ကအဲ့ဒီကလာယောက်ျားလေးဆိုရင်တကယ်ဘယင်စီမှာစစ်မှုထမ်းရတယ်တကယ်စစ်မှုထမ်းရတော့တကယ်ပဲဂုံယူဝင့်ချွားစရာဖြစ်တယ်နော်တိုက်ပွဲတိုက်ရတယ်တကယ်ပဲစစ်သားတယောက်တော့ဆိုအဲ့ဒီကလာမှာဆိုရင်တော့တကယ်ပဲလေးစားအားကျစရာကောင်းတယ်သူဒါပေမဲ့သူ့အဖေကသူမယုံအငယ်ဆုံးသားဖြစ်တယ်တော်ထဲမှာတိုးတွေကြောင်းတကယ်တော့လေပြန်ပြီးတော့မှစင်ကျင်ကြည့်ပါစတာဒီတေချာပြန်လုပ်ကြည့်ယေရှဲတို့ကကြွယ်ဝတယ်နော်ယေရှဲတို့ကပတ်စံရှိတယ်ဒါဝိဒ်တို့ကဒါဝိဒ်ကိုသူ့မကြောင်းခိုင်းမဲ့နဲ့အငားတွေကိုသူ့ကြောင်းခိုင်းလို့ရတယ်လေတကယ်ဆိုရင်တလားဒါရဲ့နေလည်းနေကိုနဲ့သွားစစ်သားသွားလို့သူ့ကြောင်းနဲ့ကငားပြီးလုပ်လို့ရပတ်စံရှိတယ်လေမငားနိုင်တာမဟုတ်ဒါပေမဲ့ဘာလုပ်ခိုင်းတာလဲသူ့ကိုလူရမသွင်းတာဒါဝိဒ်ကိုအထင်သေးတာအထင်သေးပြစ်ပယ်တာသူကပြစ်ပယ်တယ်ဒါကြောင့်118ခုမြောက်သောစာလံမှာသူပြောတဲ့စကားလေးအရင်မှိုက်တယ်118ခုမြောက်သောစာလံအပိုင်ငယ်22ဒါဝိဒ်ပြောတဲ့စကားလေးပေါ့118ခုမြောက်သောစာလံအပိုင်ငယ်22တိုက်ကိုတီလုတ်သောသူများပယ်ထားသောကြောက်သည်နောက်တဖန်တိုက်တောက်အထုပ်ဖျားသို့ရောက်ပြန်ဒီစကားကိုယေရှုကလည်း
လောကကိုကြွလာပြီးတော့မှသူပြန်ပြောတဲ့စကားလေးဖြစ်တယ်ဒီစကားဒီနှုတ်ကပတ်တော်ကိုဒီကျမ်းပိုက်သူက coach လုပ်ပြီးပြန်ပြောတာဒါဝိဒ်ပြောတဲ့စကားရဲ့မိုက်တိုက်ကိုတီလုတ်တော်သူများပယ်ထားသောကြောက်သည်နောက်တစ်ဖန်တိုက်တော့အထောက်ဖြာသို့ရောက်ပြန်၏ထိုအမှုသည်ထာဝရဘုရားပြုတော်မူသောအမှုဖြစ်တယ်လူတွေပြစ်ပယ်ထားတဲ့ကြောက်လေအော်ဒီကြောက်လေးရကွာဒီကြောက်ကအသုံးမဝင်ဘူးလွတ်ပစ်လိုက်တာနဘေးကမှလွတ်ပစ်တာမလို့ဒါပေမဲ့တိုက်တော်လည်းပြီးသွားပြီနောက်ဆုံးတစ်ခုပဲကြံတယ်အကုန်လုံးဒီတစ်ခုပါမှတိုက်လုံးကလှပမှာတင့်တယ်မှာဖြစ်တယ်အဲ့ဒီတစ်ခုလေးကြောက်တစ်ခုလေးမထည့်ရင်တိုက်ကမပြီးပြည့်စုံဒါနဲ့သူတို့တစ်ချိန်ကစဆောက်တော့ကအသုံးမဝင်ဘူးဆိုလွတ်ပစ်ထားတဲ့ကြိုက်ပါလေဒီမှာကြောက်ပြစ်ပယ်ခံရတဲ့ကြောက်လေးကိုသွားကောက်ပြီးတော့မှအဲ့ဒီထိတ်ဆုံးမှာထားလိုက်တဲ့အခါမှာတိုက်လုံးကတင့်တယ်လှပပြီးတော့မှပြည့်စုံတဲ့အိမ်တစ်လုံးကိုရရှိသွားတယ်အဲ့ဒါကိုပြောထားတာအဲ့လိုပဲလေပြစ်ပယ်ရခံရတဲ့ငါတို့ကြောက်တွေကလေပြစ်ပယ်ခံရပေမဲ့ဖယားကိုဖယမ်းတယ်ဖယားကိုအားကိုးတယ်လူတွေကိုအားမကိုးပဲဖယားကိုအားကိုးတယ်တခုခုယင်ဖွင့်စရာရှိဖယားကိုပဲယင်ဖွင့်တယ်စိတ်တမကြဘူးအရှုံးမပေးပဲနဲ့ကြိုက်တဲ့စိန်ခေါ်မှုကြောင့်ငါနဲ့တူဖယားရှိတယ်ဆိုတဲ့ယုံကြည်ခြင်းနဲ့နေ့ရက်တိုင်းအသက်ရှင်တဲ့ငါလားလေနောက်တစ်ဖန်ပြစ်ပယ်ခံရတဲ့ငါကြောက်ကနောက်တစ်ဖက်မှာတိုက်တော့အထွတ်အမြတ်ကိုဖယားကချီးမြှောက်တယ်ငါမပါဘဲနဲ့ဒီပွဲကမပြည့်စုံငါမပါဘဲနဲ့ဒီလူတွေကစုံလင်ချင်းတို့ဘယ်တော့မှမရောက်နိုင်ငါပါမှဒါကြောင့်ဒီနေ့ကျွန်တော်ပြောပြမယ်သင်ကလူတွေတင်းကိုပြစ်ပယ်တယ်တင်းရဲ့မိသားစုတွေကစတင်းကိုနေရမပေးဘူးပြစ်ပယ်တယ်တင်းကိုချစ်ပါတယ်ဆိုတဲ့လူတွေကတင်းကိုခေါင်းပုံနင်းသွားတယ်ဖြန်ကြသွားတယ်ဆိုရင်တင်းဘာမှမလုပ်နဲ့လူတွေကိုတင်အပြစ်လည်းမတင်နဲ့ဆဲလည်းမဆဲနဲ့ဘာမှမလုပ်နဲ့တင်လို့ရမယ့်အရာတကူကဖယားကိုရှာဖယားကိုယင်ဖွင့်ဖယားသခင်ကိုတင်ယင်ဖွင့်ဖယားနဲ့တိုင်မယ်ပါအဲ့ဒါဆိုရင်အဲ့ဒီသူတွေအားလုံးထိတ်မှာဖယားကတိုက်တော့အထွတ်မြတ်ထိတ်မှာအဲ့ဒီကြောက်ကိုပြန်စစ်ဆက်ထားတဲ့ကဲတော့တင့်ကိုအဲ့ဒီလူတွေထိတ်မှာဖယားပြန်ချီးမြှောက်လိမ့်မယ်တင်မပါဘဲနဲ့အဲ့ဒီသူတွေကစုံလင်ခြင်းတို့မရောက်နိုင်ဘူးအာမင်အဲ့တော့ဒါဝိဒ်ကဘာလုပ်ခံရလဲပြစ်ပယ်ခံရကျွန်တော်ပြပြမယ်နော်တစိမ့်ပြစ်ပယ်တာခံနိုင်ကောင်းခံနိုင်အောင်မယ်ပြီးရင်ဆွေမျိုးတွေပြစ်ပယ်တာခံနိုင်ကောင်းခံနိုင်မယ်ဒါပေမဲ့တို့အရင်ဒီဆုံးမိသားစုထဲမှာကိုကိုမွေးတဲ့ဖခင်အပြစ်ပယ်ခံရတာလောက်နာကြီးစရာကောင်းတာဘယ်မှမရှိဒါရေးကြည့်တယ်ဒါပေမဲ့ဒါဝိတ်ကလေးကသူမွေးလာကြတဲ့ကူကသူသိတဲ့အရာတစ်ခုကဘယ်နေရာမှာပဲသူနေအကောင်းဆုံးသူအစေခံမယ်အကောင်းဆုံးသူလုပ်မယ်သူ့မှာနှိမ့်ချတဲ့နှလုံးသားကအပြည့်ရှိတယ်ငါစင်မတက်ရဘူးတိုးပဲကြောင်းနေရတယ်ကွန်ပလိန်မတက်ဘူးဒါကြောင့်ကျွန်တော်တို့ဒါဝိတ်နှလုံးကလေထာဝရဘုရားရဲ့စိတ်တော်နဲ့ထိတဲ့နှလုံးသားဖြစ်တယ်စိတ်တော်နဲ့ထိတွေ့တော်သူလေဒါကြောင့်ကျွန်တော်တို့နှလုံးသားဒါဝိတ်ကဲ့သို့ဖြစ်ရမယ်အာမင်နေရာရတာမရတာထက်ရှိတဲ့နေရာမှာအကောင်းဆုံးဝန်ခံပြီးနှိမ့်ချခြင်းနဲ့လှုပ်ဆောင်တတ်ပြီးတွားမယ်ဆိုရင်ဘုရားသခင်ကသိပါတယ်လူတွေအနေနဲ့ဘယ်သူမှတင်လှုပ်တဲ့နေရာနဲ့နော်သိချင်မှသိမယ်တင်နောက်ွယ်မှာတင်အိမ်သားတွေဆေးနေတဲ့ဘုရားเจ้าမှာတင်အစေခံနေတဲ့ကြမ်းတိုက်တစ်ပြက်စီလဲတဲ့လူတွေမြင်အောင်မလှုပ်ပြနဲ့လူတွေကိုကြွားခြင်းလို့ငါလှုပ်နေတဲ့ဆိုတဲ့အရာကိုတင်မလှုပ်ပြနဲ့တင်အကောင်းဆုံးအစေခံဘုရားသခင်မြင်တယ်အချိန်တစ်ခုရောက်လာဘုရားသခင်ကတင်ကိုစင်မော်တင်နေမယ်ဘုရားသခင်တင်ကိုအသုံးပြုနေမယ်အာမင်ကျွန်တော်ရန်ခွန်အားရတဲ့ဆရာကြီးတစ်ပါးရှိဝိညာဉ်ကောင်းဆောင်ကြီးပေါ့နော်ကျွန်တော်လည်းအင်္ဂလိပ်လိုတွေနားထောင်ပြီးတော့မှတင်ယူနေတဲ့ဆရာကြီးပေါ့အမေရိကန်နိုင်ငံမှာလေဝုဖျားကြောင်ရဲ့ဆရာကြီးဂျိုအော့စတင်ဆိုလေအဲ့ဒီဆရာကြီးက18နှစ်လေသူ့အဖေရဲ့တရားဟောပွဲတိုင်းကိုသူဘာလုပ်ပေးရလဲဆိုကင်မရာမန်လုပ်ပေးရတယ်ကင်မရာရိုက်ပေးရတရားဟောချက်တွေကိုသူကင်မရာရိုက် edit တွေလုပ်ဗီဒီယိုဒီမီဒီယာနဲ့ပတ်သက်တဲ့အရာကိုပဲသူကိုင်ရတယ် social media သူ line ပေါ်ဖြန့်ပေးတယ်အခုကသူကတကယ်တရားဟောဆရာကြီးမီဒီယာမဟုတ်တော့သူတရားဟောတဲ့အခါမှာသူ့ရဲ့ဖျားเจ้าကလူအပြည့်တကယ်ဘောလုံးဝင်တကယ်ဩစတြေးလျနဲ့အပြည့်လူဖောင်းနဲ့သိန်းနဲ့ရှိဟာမီဒီယာမလုပ်တော့
ဒါပေမဲ့ तू တက်တဲ့ခံကြရမ်းမိုက်ဖျားထားတဲ့နေရာမှာလေဖျားတဲ့ကိုနေခိုင်းတဲ့နေရာမှာအကောင်ဆုံးနှိတ်ချခြင်းနဲ့ဝန်ခံခြင်းနဲ့လှုပ်ဆောင်ပါလေအစပိုင်းတော့တင်နားလဲချင်မှနားလဲမယ်ဒါပေမဲ့နောက်ပိုင်းကျရင်တင်းကိုဘုရားကလူတွေအရှိမဘုရားကတင်းကိုခေါ်ထုတ်လာပြီးအသုံးပြုလိမ့်မယ်သူကိုယ်တိုင်ကကျွန်တော်ကလည်း18နှစ်လောက်ကျွန်တော်ကင်မရာရဲ့နောက်ွယ်မှာပဲနေခဲ့တာသူရဲ့အဖေရဲ့ဗီဒီယိုလေးသူ edit လုပ်ပေးတယ်ဗီဒီယိုလေးတင်တယ် edit လို့18နှစ်တိုင်တရားဟောဖို့သူကောင်းထဲမှာလုံးဝမရှိဘူးဒါပေမဲ့သူအဖေဆုံးကန်ဒီနေ့မှာသူ့ကိုဖခင်စကားပြောတယ်တဲ့ဂျိုအော့စတင်ကိုလာပါမင်းငါရဲ့နေရာမှာပါစတာလုပ်ဖို့ရန်အတွက်ဖခင်နိုးဆိုတယ်သူ့ဆူတောင်းပိတ်သိပ်ပြီးတယ်လုံးဝမဖြစ်နိုင်ပါဘူးတဲ့လုံးဝမဖြစ်နိုင်သူစာပိုင်းတရားဟောတဲ့စာဟောတဲ့အချိန်မှာလူတွေကအဖေဆုံးသွားလို့ခဏတော့လက်ခံပေမဲ့နောက်ပိုင်းကျတော့လူတွေကသူ့လက်မခံသူ့အဖေကတကယ် revival in the name of Jesus အားတကယ်တန်ရှင်တော်ဝင်တော့အရှိန်ဟုန်နဲ့ဟောတော့လူတွေကအဲ့လိုပဲလိုချင်တာလေဒါပေမဲ့သူကြောင့်သူ့အဖေလိုမဟောတတ်သူကြောင့်အေးစစ်စစ်တကယ်ကျမ်းစာကိုသူကမီးမောင်းထိုးပြီးတေချာစနစ်ကြကြသူကဟောတဲ့သူဖြစ်တယ်အတူစိတ်ကြအားလုံးမဖြစ်နိုင်မဟောတော့ဘူးဆိုသူလုပ်တယ်ဒါပေမဲ့သူဝန်ခံခြင်းနှိတ်ချခြင်းနဲ့လှုပ်ဆောင်ရင်လက်မခံတဲ့လူတွေပင်လေတစ်ချိန်မှာအားလုံးလက်ခံလာရတယ်အခုဆိုရင်တကိကဘာကျော်ဆရာကြီးကဘာမှာအကြီးဆုံးအမေရိကမှာအကြီးဆုံးဘုရားကျောင်းလို့ပြောရအကြီးဆုံးဘုရားကျောင်းတော့ကဘာမှာဆရာကြီးယုံကြည်ချိုးရဲ့အတင်းတော်မှာနော်အဲ့တော့ဘာဖြစ်လဲရှိတဲ့နေရာမှာနှိတ်ချခြင်းနဲ့လှုပ်ဆောင်တဲ့မင်္ဂလာကနောက်ွယ်မှာတော့လူမသိသူမသိမှာအနှိတ်ချတော့အစေခံပေမဲ့ဖခင်ကအဲ့ဒီနေရာမှာအကြာကြီးမထားဘူးချစ်တော်ညီကိုမောင်နှမများတင်လဲအခုချိန်မှာတင်လူမသိသူမသိနေရာမှာတင်စက္ကန့်နေတယ်တင်ပါဝင်နေတယ်လှုပ်ဆောင်နေတယ်လူတွေမသိပါဘူးဒါပေမဲ့ဖခင်သိတယ်နော်ဖခင်သခင်သိတယ်ဖခင်သခင်တင်ပါတွေလှုပ်နေလဲဆိုတာသိတယ်တင်နှလုံးသားမှန်ကန်စွာနဲ့လှုပ်ဆောင်ပါကျွန်တော်အားပေးခြင်းတယ်အာမင်နှလုံးသားမှန်ကန်စွာဝန်ခံခြင်းနှိတ်ချခြင်းဒါငါဖခင်အတွက်လုပ်နေတာပဲအာမင်ငါဖခင်အတွက်ဖခင်သခင်အတွက်ငါအစေခံနေတယ်ဆိုတဲ့နှလုံးသားနဲ့တင်လုပ်ပါဟာလေလုယာအချိန်တစ်ခုရောက်လာဖခင်သခင်ကသင်ကိုဖော်ထုတ်လိမ့်မယ်ချီးမြှောက်အသုံးပြုလိမ့်မယ်တော်တော်များများကကျွန်တော်အပါဝင်ပေါ့အရင်ကဆရာတွေကြည်ပြီးတော့မှအရန်ခွန်အားရတာလေနော်ဆရာတွေတရားဟောတယ်ဖခင်လူတွေအားပေးတယ်ဆိုရင်ကျွန်တော်တို့ကအရန်ခွန်အားရတာအရန်အားကြသူတို့လိုဖြစ်ချင်တယ်ဒါကြောင့်တော့ဆူတောင်းခံတယ်ပိတ်သိပ်ပေးအောင်ဆူတောင်းပေးတယ်ချက်ချင်းဖြစ်မယ်တဲ့ဘိတ်သိက်မရခင်ကပေါ့ပါပဲဆူတောင်းပေးပြီးဘိတ်သိက်ရပြီးတော့မှလူကမလှုပ်ချင်တဲ့အရာတွေပဲလှုပ်ရတော့တာကြမ်းတိုက်တဲ့အလုပ်ကမလှုပ်ချင်တဲ့အရာလေအိမ်သာဆေးတာကမလှုပ်ချင်တဲ့အရာ come on အစီခံရတဲ့အလုပ်ကလုံးဝမလှုပ်ချင်တဲ့အရာဘိတ်သိက်ဆရာတွေလက်တင်ပြီးဘိတ်သိက်မပေးခင်အကောင်မပေးခင်လှုပ်ရှားမလို့သူတို့ဘိတ်သိက်ပေးလိုက်ပြီးကမှပဲမလှုပ်ချင်တဲ့အရာတွေလမ်းတစ်ခုပြီးတစ်ခုဘုရားကလှုပ်ဖို့ရန်ကြောင်းဖြစ်လာဒါပေမဲ့ကျွန်တော်ပြချင်တယ်ကြောင့်ဘိတ်သိက်ရပြီဆိုတာနဲ့သင်ကဆရာတွေလို့သင်ချက်ချင်းဒါကြောင့်ဆရာတွေကလည်းဗလိုင်းဒါကြောင့်လေဘယ်ဆရာပဲဘုရားအသုံးပြုဘယ်တော့မှမဝေဖန်နဲ့ယေရှုအကြောင်းဟောနေတယ်တသက်ခံနေတယ်ဆိုရင်ဆိုပဲတောင်းပဲအပြစ်မတင်နေနဲ့မဆဲမိစေနဲ့သူတို့ဗလိုင်းတက်လာတာမဟုတ်ဘူးဗလိုင်းတရားချီးမြှောက်တာမဟုတ်ဘူးသူတို့ရဲ့အဖိုးခါတွေရှိကျွန်တော်ကောင်းကောင်းကိုချင်းစာကျွန်တော်ကိုယ်တိုင်ပဲနဲ့ဒါကြောင့်ကျွန်တော်ပေါ့ယေရှုနာမ၌ပေါ့ကျွန်တော်ပြောတယ်ကျွန်တော်ဘယ်သူမကောင်းကြောင်းမှကျွန်တော်ပြောဖို့စိတ်ကူးလည်းမရှိယေရှုအကြောင်းပြောတယ်ဖခင်အသုံးပြုတဲ့သူလို့ရှိရင်အယံဝမ်းတာပေးတယ်အယံဝမ်းတာတယ်ဘာလို့နိုင်ငံတော်နဲ့ရှင်တဲ့အိမ်ဝင်တည်းစကားအဲ့လိုကြီးအကြီးကျယ်လုံနိုင်ပြီဆိုလုံးဝတည်းမှာအားရတယ်လေအားရတယ်လုံးဆူတောင်းပေးတယ်အလုံးငွေတွေပို့ပေးတယ်ပေါင်ဝင်တယ်အာမင်ဘာကြောင့်ဘုရားခင်နိုင်ငံတော်ကတိတ်ကျယ်တယ်ပို့တော်မှပြောင်းလဲရမယ်ပို့လောက်ရမယ်ကျွန်တော်တို့အဲ့ဒီနှလုံးသားထားရမယ်ဒါကြောင့်ဗလိုင်းဘုရားသူတို့ချီးမြှောက်တာမဟုတ်ဗလိုင်းဘုရားသူတို့ကိုစင်မော်တင်တာမဟုတ်ခုနကပြောပြီးကျွန်တော်လည်း
ဆရာတွေဒီကဆူတောင်းခံတော့ကျွန်တော်ချက်ချင်းသူတို့လိုစင်မော်တက်ရောက်ပြီးမိုင်းတိုင်ပြီးကျွန်တော်တရားဟောလူတွေထောက်ခံမယ်ထင်တာခင်ဗျာပိတ်သိဆူတောင်းပေးပြီးခါမှလူတွေကကိုယ်အရန်စကားပြောချစ်တဲ့သူတွေကစကားမပြောတော့ဘူးတကယ်မဆိုင်တော့ဘူးပြစ်ပယ်ခြင်းနဲ့ခံရတယ်နော်စင်ပေါ်ရောက်ဖို့နေနေတာစင်ပေါ်ကိုမတက်ချင်တော့တဲ့စိတ်တက်ကြဒါပေမဲ့တည်တည်ရမယ့်ရာကူကဖျားထားတဲ့နေရာအကောင်းဆုံးနှိတ်ချခြင်းနဲ့ဝန်ခံခြင်းနဲ့လှုပ်ဆောင်ပါအာမင်အဲ့ဒီຢာတွေအားလုံးကဖျားသခင်က train ပေးနေတာ train ပေးနေတာကြောဘောလုံးအရန်ကန်တဲ့သူတယောက်တော့အခုမက်ဆီတို့စီရိုနယ်တို့ကပါမှာနော်ဒီဘောလုံးသမားတွေသူတို့အရန်ကျွမ်းနေပြီလေသူတို့အရန်တော်နေပြီဒါပေမဲ့သူတို့ဘာလုပ်ရလဲနေ့စဉ်သူတို့ training ဆင်းရတယ်နေ့စဉ်သူတို့အရန်တော်နေပြီနော်ဒါပေမဲ့ကျွန်တော်ပြောပြမယ်ဘလောက်တော် training ရရှိရတယ် come on တင်းကိုဘုရားချီးမြှောက်ဖို့ရန်အတွက်တင်းအောက်ခြေဆိုတဲ့ training ဘုရားကတင်းကို train ပေးနေတယ်အောက်ခြေခိုင်မှဘုရားကအပေါ်တင်ပါလေတင်းအောက်ခြေမခိုင်မဲ့တဲ့အပေါ်ရောက်သွားရင်တင်းပေါက်တတိယဖြစ်ရောပေါက်တတိယနေဖြစ်ကုန်အစင်မပြေကြောက် train ရတယ်ဘာနဲ့ train တာလဲပြပယ်ခြင်းတွေနဲ့ train ခံရတယ်ကျွန်တော်ဆိုရင်ပြစဉ်းစားကြည့်မြန်မာနိုင်ငံမှာဘုရားသခင်အရန်အသုံးပြုပြီးကောင်းချီးပေးချီးမြှောက်အရန်ကြွယ်ဝပြီးကျွန်တော်ထိုင်းရောက်လာတော့ဒီ dream ministry ရောက်လာဟာငါရောက်လာတော့ငါတရားဟောရတော့ငါဆရာကြီးပဲလေဟုတ်မလားငါဆယ်လီလေကိုမာနကြီးကဘဝင်နေမြင့်ဟာငါ့ကိုမှတရားပေးမောဘသူ့ကိုတရားပေးအောင်လဲငါဟောရင်လူတွေအများကြီးပြောင်းလဲအဲ့ဒီမာနကြီးကဘုရားမကြိုက်ဘူးတော့ကျွန်တော်ဖြစ်ခဲ့ချင်းမရောက်လဲရောက်ရောအတင်းတော့စလဲစအောင်အရင်ဦးဆုံးလောက်ရတဲ့အရာတကူကမိုက်မကန်ရဘူးနော်ကျွန်တော်အိမ်သာဆေးတဲ့အတန်ကန်ရတယ်ကြမ်းတိုက်တဲ့အတန်ကျွန်တော်ကန်ရတယ်ကိုဖြစ်ချင်တာနဲ့ဖြစ်နေတာနဲ့တခြားစီ come on ချစ်တော်ညီကိုမောင်မများကျွန်တော်အဲ့ဒါလာချီနော်အပတ်တိုင်းကန်ရတာအခုနောက်ပိုင်းမှာလူငယ်တွေအများကြီးလာဆက်ကရောက်လာတော့ကျွန်တော်တို့မလုပ်ရဘူးပေါ့ဒါမင်္ဂလာပဲအရင်မင်္ဂလာကြီးပါလေအာမင်အဲ့တော့ညီကောင်မောင်တို့များဒါဝိဒ်ရဲ့အသက်တာကိုလည်းကြည်ပါသူ့အနေနဲ့သူ့အနေထားနဲ့သူ့မိသားစုရဲ့အခြေအနေကိုကြည့်မယ်ဆိုရင်တိုးကြောင်းတာပဲကွာအငါတိုးကြောင်းသားခေါ်ပြီးငါခိုင်းပြီးဒါဝိဒ်ကိုသူ့အကိုတွေနဲ့တူစစ်ပွဲမှာစစ်သားလုပ်ခိုင်းလို့ရတယ်ဘာကြောင့်ဒါဝိဒ်ကိုမှတိုးကြောင်းခိုင်းတာလဲ6ယောက်လုံးကစစ်တပ်ထဲသွားခိုင်းပြီးတော့မတရားဘူးလေလောကကြီးကဟောသူပြောတာပါလေတိုက်ကိုတီလောက်တော်သူများပယ်ထားသောကြောက်သည်နောက်တပံတိုက်တော့အထောက်ပြလို့ရောက်ပြန်သူသိတယ်ငါပယ်ထားရခြင်းခံရပေမဲ့တနေ့မှာအဲ့ဒီသူတွေထိတ်မှာတကယ်သူဝန်ခံတဲ့အတိုင်းပါပဲသူလုံးဝဘယင်ကြီးဖြစ်သွားတဲ့အချိန်မှာသူ့အကိုတွေသူ့အဖေတွေသူ့ညီကောင်မောင်နှမတွေအားလုံးကသူ့စီပဲပြန်လာရတာပဲသူပြန်ပြီးတော့မှပြုစုရတယ်ပြန်ပြီးတော့မှနေရပေးရတယ်ခမောင်အစပိုင်းတော့မလွယ်ပါဘူးတို့ကြောင်းရတယ်နှိမ့်ချဒါဝိဂေါလိယဖခင်ရဲ့ကြီးမြတ်ခြင်းဖခင်ရဲ့အတူရှိခြင်းကိုတိတာတက်တည်ထင်ရှားဖို့ရန်အတွက်လူတွေမမြင်တဲ့ကလကနောက်ွယ်မှာဖခင်နဲ့သင်ကအမြဲတမ်းချိတ်ဆက်ထားဖို့လိုတယ်အာမင်ဒီလောက်လွဲနဲ့လောက်လွဲသည်ဒီလောက်လွဲကဂေါလိယနဲ့တွေ့မှသူကစပြစ်တာမဟုတ်ဘူးသူကနှစ်ပေါင်းများစွာတူးကြောင်းရင်းနဲ့လောက်လွဲအမြဲတမ်း training ရှိထားတယ်အမြဲတမ်းကျင့်နေတဲ့သူဖျားကိုချီးမွမ်းရင်းနဲ့ကျင့်နေတာအဲ့ဒီမျိုးရိုးကဆင်းသက်လာတယ်အဲ့ဒီမျိုးရိုးကလည်းစံချီတပင်ဘူးတော်မှထိအောင်ပြစ်နိုင်တဲ့အရေးချင်းရှိတယ်ဘလောက်လက်ဖြောင်းလဲဆိုရင်အမြဲတမ်းကျင့်နေတာတော်ထဲမှာသူတိုးတွေကြောင်းတယ်ရှင်သေးတွေဝင်နေလာတယ်သူတတ်တယ်အောင်မြင်တယ်လူတွေနောက်ွယ်မှာတ
Daga do a bait the ya, we don't want to get down the chino. Shamuela do bait it. Now some type with type of Pilar. Golia. Tanang alone do Mamatayo. Sholuna do a pound body, two a gory. Two go round my piami, Macon John Biore, two a gory down Matayo, two tell Lugam Yanji, Matayo. Have I to die here? 2 နိုင်သွားတယ်ဒီကနေ့တင်အခုသစ္စာရှိစွာလူတွေရဲ့နောက်ကကလကနောက်ွယ်မှာဖယားနဲ့သစ္စာရှိစွာအကောင်းဆုံးအနိဋ္ဌဆုံးလှုပ်ဆောင်ပါတနေ့မှာလူတွေမလှုပ်ရဲတဲ့အရာမလှုပ်နိုင်တဲ့အရာကိုဖယားကသင်အားဖြင့်လှုပ်ခိုင်းလိမ့်မယ်ဖယားအာမင်သင်လှုပ်နိုင်ရတဲ့အခွင့်ကိုဖယားကသင်ကိုဖော်ထုတ်ပြီးအသုံးပြုလိမ့်မယ်ဟာလေလုယာအဲ့ဒီအချိန်ရောက်လာလိမ့်မယ်ဂေါလိယဆိုတဲ့ပြဿနာတွေခက်ခဲကြီးမှာအဖြေမရှိတော့တဲ့လောကကြီးမှာသင်အားဖြင့်ဖယားကအဖြေပေးခြင်းတယ်Hallelujah. သင်အားဖြင့်ဘုရားကြီးတော်မူပြုမယ်။ဒါကြောင့်သင်ကတခုခုပြဿနာခက်ခဲတွေထဲမှာစိတ်နဲ့ကြနေဖို့မဟုတ်ဘဲနဲ့ကြောက်နေဖို့မဟုတ်ဘဲနဲ့အရှုံးပေးဖို့မဟုတ်ဘဲနဲ့ငါနဲ့တူဘုရားရှိတဲ့တက်တွေပို၍ထင်ရှားဖို့အကြောင်းဖြစ်တယ်ဆိုတာကိုသင်ယုံကြည်ခြင်းနဲ့သင်ပါလို့ရမယ်။နေ့တိုင်းမှာသင်ကချီတက်နေဖို့လိုတာ။ဆရာတစ်ပါးကပြောပြယုံကြည်သူရဲ့အသက်တာကလည်းတောင်ပေါ်ကိုစက်ပိန်နင်းတက်နေတာနဲ့တူတယ်။မနေနိုင်ရင်ပြုတ်ကြအောင်ယုံကြည်ခြင်းရော့တဲ့အချိန်ဖလက်ပြအောက်ရောက်ဒါပေမဲ့အမြဲတမ်းတက်နေရတယ်ယုံကြည်ခြင်းကအမြဲတမ်းနင်းနေရတယ်ရှော့လို့မရအမြဲတမ်းနေရစင်တယ်ဒါပေမဲ့ကိုယ်အားနေတော့မဟုတ်ဘူးတန်ရှင်းသောဝိညာဉ်တော်ရဲ့ကုမငင်းခွန်အားဖြစ်တယ်ငါကိုခွန်အားနဲ့ပြည့်စုံစေတော်မူသောခရစ်တော်အပြင်ခတ်သိမ်းတော်မူလို့ကိုငါတက်ဆွမ်းနိုင်ခရစ်တော်ရဲ့ခွန်အားနဲ့တို့ကဘာလို့ဖို့လိုလဲဆိုတော့နေ့တိုင်းမှာယုံကြည်ခြင်းနဲ့အသက်ရှင်ဖို့လိုတယ်အာမင်သစ္စာရှိစွာလှုပ်သွားပါအချိန်တစ်ခုရောက်လာရင်ဘုရားသခင်သုံးဖို့သုံးလိမ့်မယ်မပူနဲ့အာမင်သစ္စာရှိဖို့ပဲကျွန်တော်ဆိုရင်အခုနောက်တစ်ဆင့်ကိုတက်ဖို့ရန်အတွက်အခုဘုရားဘာလုပ်နေတာလဲ international တွားဖို့ရန်အတွက်အခုပြင်ဆင်နေတဲ့ကာလဖြစ်တယ်လေအာမင်ဒီနေရာမှာပဲအမြဲတမ်းနေရမှာမဟုတ်ဘူးဘုရားကကျွန်တော်တို့ကိုနော်ခြေစူးတစ်ပါးနဲ့တစ်ပါးထပ်ဆင့်ရဘုရားအသုံးပြုမှာဖြစ်တယ်အဲ့ဒါကျွန်တော်တို့ကဘာလုပ်လဲထပ်ဆင့်အသုံးပြုဖို့ရအတွက်နှလုံးသားကလည်းထပ်ဆင့်ယူကျွန်တော်တို့ကနှိမ့်ချခြင်းနဲ့ကျွန်တော်တို့ဖယားနောက်ကိုယုံကြည်ခြင်းနဲ့လိုက်ရမယ်ဘယ်ဟာပဲကြုံငါဖယားငါနဲ့တူရှိတယ်ငါမရှုံးဘူးငါအရှုံးမပေးဘူးငါမကြောက်ဘူးငါစိတ်မပြတ်ဘူးငါဖယားရဲ့တသက်ထင်ရှားဖို့ကြောင့်ဖြစ်တယ်အာမင်ဟာလေလုယာဒါဝိတ်ကနိုင်သွားတယ်ခေါ်ရတာတကယ်ဖြစ်နော်ပပူထူတာချီထိုးလေးလောက်တာရွှေချီထိုးလေးဒီလေးအော်လက်ရလဲရမ်းမိုက်တယ်ဟာလေလုယာအဲ့တော့ဒါလေးနဲ့ကျွန်တော်အဆုံးသတ်ခြင်းနဲ့မနေ့ကလည်းကျွန်တော်ပြောပြီးသွားတယ်လောကသားလည်းကြုံတယ်သင်လည်းကြုံတယ်တချို့ကတော့ပြောလာတယ်ဆရာလည်းလောကသားတွေလည်းကြုံတယ်ကျမတို့လည်းကြုံတယ်တဲ့သူတို့ကသူတို့ဟိုတဒီတနဲ့သူတို့ကအစီအမံကျမတို့ရအောင်အစီအမံပြေဘူးလောကသားနဲ့တင်မနိုင်နဲ့လို့တရားအကြီးမြတ်ဆုံးသောဖယားကိုတင်ရတာသူတို့ကဒုက္ခရောက်တယ်အစဉ်ပြေသွားတယ်သူတို့မှာဘာတက်တည်မှမရှိဘူးလို့တဲ့မှာတက်တည်ရဖို့ရတော့ဖယားကဒုက္ခပြဿနာကတက်တည်ရဲ့ကုံချမ်းဖြစ်တယ်လို့ပြောပြတက်တည်ရဲ့ကုံချမ်းဖယားရဲ့ကြီးမြတ်တဲ့တက်တည်မြင်ရဖို့ထင်ရှားဖို့ရတော့ကုံချမ်းဖြစ်တယ်အာမင်ကုံချမ်းရှိမှကုံကြောဖြစ်လာကုံချမ်းဆိုတာဘာလဲဒုက္ခထဲမှာငါဖယားငါနဲ့အတူရှိတယ်ဆိုတော့ယုံကြည်ခြင်းတက်တည်ရဖို့ဖယားကဒီကိုအခွင့်ပေးလိမ့်မယ်။ကြောင့်အဲ့ဒီထဲမှာအရှုံးမပေးဘူးစိတ်တမကြဘူးတိတ်အရေးကြီးတယ်။အာမင်။စိတ်တမကြနဲ့ရှုံးမပေးနဲ့ဖယားတင်နဲ့တူရှိတယ်။အာမင်။သင်တို့ဒီဤလောက၌ဆင်းရဲဒုက္ခခံရတယ်။ကျွန်တော်ပြောပါမယ်။ဆင်းရဲဒုက္ခအကြောင်းကြီးပဲကျွန်တော်ဘာကြောင့်ပြောနေရလဲ။အဆင်းရဲဒုက္ခကြုံကိုကြုံမယ်။ဒါပေမဲ့ကျွန်တော်ပြောပြမယ်။ဆင်းရဲဒုက္ခကအမြဲတမ်းမဟုတ်ဘူးနော်။ဆင်းရဲဒုက္ခကခဏပဲ။မကြခင်မှာတည်ကြီးမားတဲ့ဝမ်းမြောက်ခြင်းငွေကြီးကြွယ်ဝခြင်းကျမ်းမာခြင်းအောင်မြင်ခြင်းတွေဘုရားသိကြရပါတယ်ဘုရားပြန်ပေးမှာပါအဆက်ကွဲခြင်းရာတိုင်းနတ်ဆတော့ကောင်းကြီးမင်္ဂလာလေတင်ဆုံးရှုံးခဲ့တယ်လို့နော်မျောနေတာမဖြစ်လာလို့ဟိုဘဝတွေပြတ်သွားလို့စိတ်ချပါဘုရားကဘလို့ကောင်းကြီးပြန်ပေးရမလဲဆိုတာဘုရားမှာရှိပြီးသားပလန်အာမင်အဲ့ဒီကြော်ဖြတ်ရင်ဆိုင်နေရတဲ့အချိန်မှာလည်းလောက်ရမယ့်ຢာကနှိတ်ချခြင်းတဲ့ဘုရားရဲ့
မျက်မှောက်တော်ထဲမှာပဲဖခင်ကိုချီးမွမ်းယုံကြည်ဖခင်သခင်မပြင်ဆင်ပေးတဲ့၍ကျေးဇူးတော်ပဲချီးမွမ်းလူကိုတော့အာမကိုမိစေနဲ့လို့နော်ကျွန်တော်တို့ကတော့ရှင်းပါတယ်စကားအကုန်ပြောပါတယ်ဒီနေ့အချိန်ထိအမှုတော်ဆောင်တာ10နှစ်ပြည့်တော့မယ်ဘယ်လူကိုမှကျွန်တော်တို့အာမကိုဖခင်ပဲဖခင်ခင်ပဲကျွန်တော်ပြပြအားကိုတယ်ဖခင်အားကိုတဲ့အခါမှာတော့အစဉ်ပြေတဲ့အချိန်ကြီးပဲမဟုတ်ပါဘူးလူအနေနဲ့တော့လိုအပ်တဲ့အရာတွေအများကြီးစိန်ခေါ်မှုတွေအများကြီးရှိပါတယ်ဒါပေမဲ့ဖခင်ပေးတဲ့ကောင်းကြီးမင်္ဂလာကဘတ်တစ်ထောင်ဆိုလဲလောကကပေးတဲ့ဘတ်10တန်းထက်ပိုကောင်းတယ်အာမင်ဖခင်ပေးတဲ့ဘတ်တစ်ထောင်ကလောကကပေးတဲ့ဘတ်10တန်းထက်ပိုကောင်းတယ်လူကိုအားကိုးပြီးရတဲ့ဘတ်10တန်းထက်ပိုကောင်းတယ်ပိုဝမ်းမြောက်တယ်စားရတာလည်းတည်တယ်ဖခင်ကိုကျေးဇူးတက်တယ်ဖခင်ရဲ့တက်တယ်လည်းထင်ရှားတယ်အာမင်အဲ့တော့ကျွန်တော်အနေနဲ့ဒါလေးနဲ့အဆုံးသတ်ခြင်းနဲ့ဖခင်ကိုပဲအားကိုးကြပါဖခင်ကအတူရှိတယ်ဖခင်ကတင်ကိုဘယ်တော့မှမစွန့်ဘူးအရှုံးမပေးပါနဲ့နော်စိတ်တမကြပါနဲ့လို့နော်ဖခင်နဲ့ဆက်ပြီးတော့မှချီတက်ရအောင်အာမင်တနေ့မှာဖခင်ကကြီးမားစွာအသုံးပြုပြီးတတ်သိတဲ့ကွာဖခင်ကတင်ကိုချီးမြှောက်အသုံးပြုပါလိမ့်မယ်အာမင်အရောက်တိုင်းဖခင်ကအထူးကောင်းချီးပေးပါစေကျေးဇူးတင်တဲ့ဖခင်ကိုတော်သားမီးအရောက်တိုင်းပေါ်မှာညီတက်ခြင်းဝမ်းမြောက်ခြင်းကြမ်းမာခြင်းကြွယ်ဝခြင်းအောင်မြင်ခြင်းတွေယနေ့မှစပြီးယေရှုခရစ်တော်နာမနဲ့အထူးတက်ရောက်စေပါအိမ်တော်မိသားစုတွေပြန်လဲတလုံးဘဝတို့ဖြစ်စေပြန်လဲအစဉ်ပြေစေပါ breakthrough တွေဖြစ်စေပါတကားတွေကိုတော့ဖွင့်ပေးပါငွေကြီးကြီးတကားနေပယ်တွေကိုတော့ချက်ပေးပါကိုတော့ဘုံတော်အတွက်တာကြီးအသုံးကြီးကြီးမားစွာအသုံးပြုပါမိကြောင်းယေရှုနာမနဲ့ဆုတောင်းကောင်းချီးပေးလိုက်ပါ၏အာမင်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 ဟာလေလုယာအရောက်စီတိုင်းဘုရားခင်ထူကောင်းချီးပေးပါစေ